မင်္ဂလာပါဗျာဒီနေ့ကတော့သားသမီးနဲ့မိဘအခြားအခြေအနေလေးတွေကိုတင်ပြကြည့်မယ်ဗျာလူကြီးမင်းတို့ကြောက်မှာပါသားသမီးမကောင်းမိဘကောင်းနောက်ထပ်တစ်ခုကျုပ်ကထပ်ပြောရင်ကသားသမီးကောင်းတယ်မိဘကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့နေရာလေးခွဲပြီးပြောလိုက်မယ်ဗျာပထမသားသမီးနဲ့ဒုတိယသားသမီးစုကြပါစို့ပထမသားသမီးမကောင်းဘူးမိဘသူငယ်စဉ်ကလေးဘဝကလေးကနဲ့မိဘကစူဆဲကျိန်မောင်းစူပူကျိန်မောင်းပြီးတော့ကြီးပြင်းလာတဲ့သားသမီးသားသမီးမှာစိတ်ဒဏ်ရာတွေအမျိုးမျိုးနဲ့ရပြီးတော့ဒီသားသမီးကြီးလာတော့ကောင်းသားစရာအကြောင်းမရှိဘူးအမှပထမသားသမီးမကောင်းမိဘကောင်းမှန်ပါဒုတိယသားသမီးကောင်းလည်းမိဘကောင်းတွေ့ကြည့်လိုက်လေဗျာမကောင်းတာတောင်မှဒီချက်ပေါက်မိဘကောင်းဆိုတော့ကောင်းတာသားပြီးတော့တောင်မိဘကောင်းဖြစ်လေအောင်ဒုတိယသားသမီးပေါ့ဗျာကြီးပြင်းလာတယ်ငယ်စဉ်ကလေးကမိဘနားလေအောင်စူးစူးမတတ်တယ်ချွတ်ချွတ်တတ်ပြောဆိုဆက်ဆံတတ်တယ်အဲ့လိုပဲဝင်ချင်မှကြီးပြင်းလာတဲ့သားသမီးကလူကြီးလည်းလေတယ်လေမိဘနားလေအောင်လည်းပြောထားတယ်ဆိုတော့သူလူသားသမီးကကြီးတော့ကောင်းသားလာတာမဆန်းပါဘူးအဲ့လိုပဲလို့ကျုပ်ကတော့မြင်တယ်အမှလူကြီးမင်းတို့ကရောဘလူမိဘစီမှာကြီးပြင်းလာကြတာလေလူကြီးမင်းတို့အချိန်နေရတော့အခုဘလို့လဲကျုပ်ကတော့သားသမီးကောင်းမဟုတ်ဘူးဗျာသားသမီးကောင်းမဟုတ်ဘူးကိုလူကောင်းလို့လည်းခံယူမထားဘူးဗျအဲ့တော့လူကြီးမင်းတို့ရဲ့အခြေအနေလေးသားသမီးလူကြီးမင်းတို့ရဲ့မိဘအခြေအနေလေးကွန်မန့်မှာဆွေးနွေးတော့ကြပါဦးဗျာဟုတ်ကဲ့ဒါပါပဲဗျာ